နေ့မှာကတော့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတဲ့မုံဟင်းခါးလေးရှင်းစားကြရအောင်ဗျာအရင်ဦးဆုံးမုံဟင်းခါးမှာအဓိကပါဝင်တဲ့ကလာဘဲကိုပြုတ်ထားပါကလာဘဲပြုတ်ထားတဲ့အချိန်မှာကျက်သွနီဇပလင်ကိုအသင့်ပြင်ထားပေးပါဒါလေးကတော့စီကျက်တတ်ရင်အသုံးပြုဖို့အတွက်ပါစီတပ်ဖို့အတွက်ဂျင်းဇပလင်ကျက်သွန်ဖြူကိုကြိတ်စင်းနေကြိတ်ထားပေးလိုက်ပါပြီးရင်တော့စောနာကပြုတ်ထားတဲ့ကလာဘဲကိုလည်းကြိတ်စင်းနေကြိတ်ထားပေးလိုက်ပါငါပြုတ်ဖို့အတွက်ငါကိုရည်ဆေးပြီးကျင်းစိန်ဇပလင်ထည့်ပြီးတော့ပွက်ပွက်ဆူနေတဲ့ရင်နွေးတဲ့ကိုငါထည့်ပြီးသွားရင်တော့လိုအပ်တဲ့နှွေးမုံငံပြာရီစားနှင်းငယ်ထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါဗျာမုံရင်ကားအည်လို့ဖို့စီကျက်တတ်ပါမယ်နွေးမုံကျက်သွင်းကြီးထည့်ပါမယ်စောစောကကြိတ်ထားတဲ့အနှီးထည့်ပါမယ်အရသာအတွက်ကတော့ငံပြာရီစားကျက်သားမုံနှင်းငယ်အယောင်အတွက်ကတော့ရောင်တင်မုံလေးထည့်ထားတာပါဗျာဒါလေးကတော့အယိုးတန်းစင်ပြီးသားငါအနှီးလေးပါငါနန်တင်းတင်းလေးမွေးပြီးစီပြန်လာပြီဆိုရင်စောစောကပြုတ်ထားတယ်ငါပြုတ်ရည်ကိုပြန်လေအသုံးပြုပြီးတော့ထည့်ပေးပါဗျာပြီးသွားရင်တော့ကလာဘဲအနီးဇပလင်ဆန်းချင်းမုံထည့်ပါကျက်တူနီရေတစ်ခွက်ခွဲခန့်ထည့်ပြီးသွားရင်တော့အဖုံးအုပ်ထားလိုက်ပါဗျာရေဆူလာပြီဆိုရင်ကျဲဥကိုထည့်ပေးပါဗျာကျွန်တော်ကတော့ဘဲဥမရှိတာမို့လို့ကျဲဥကိုအသုံးပြုထားတာပါ25မိနစ်ခန့်တည်ပြီးသွားရင်တော့အရသာရှိတဲ့မုံရင်ခါအည်လေးရပါပြီဗျာဒါလေးကတော့မုံရင်ခါစားဖို့ပါဝင်တဲ့ပစ္စည်းလေးပါဗျာပါဝင်ပစ္စည်းလေးကတော့ပဲတီနန်နံပင်ပြီးရင်တော့တမယာသီးဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့မုံရင်ကားနဲ့တွဲစားမဲ့ပဲကြော်ငရုတ်သီးမုံလေးပဲဖြစ်ပါတယ်မုံဖတ်ကိုတော့ပွက်ပွက်ဆူနေတဲ့ရင်နွေးထဲမှာ10မိနစ်ခန့်ပြုတ်ထားပြီးရင်ရပါပြီဗျာနောက်ဆုံးတော့တငယ်ချင်းတွေအားလုံးစားဖို့မုံရင်ကားရှစ်လို့ပြီးပါပြီခင်ဗျာမုံရင်ကားရှစ်စားရှင်နေဆိုရင်ဒီပုံစံလေးအတိုင်းပဲရှစ်စားကြည့်ပါဗျာအရသာရှိပြီးတော့အရန်စားလို့ကောင်းတယ်မွေးရင်ခါတပွဲဖြစ်မှအသေးချပါပဲ